အဲ့တော့ကျွန်တော်တို့ပြောကြည့်အောင်ပေါ့ဒီညအဲ့တော့နင်းညလေမန်ချက်စတာယူနိုက်တက်ကချီကျူးမခံပါဘူးပြသိရမလားဘလို့မှချီကျူးကိုမခံဘူးပြောဟိုပြုံးရောပေါ့ကျွန်တော်ဂိုးဘော်တွေပါပြီးအကုန်ပြုံးတာဟုတ်သိရမလားဂိုးဘော်မယုံတော့မှတလုံးလောင်းနဲ့တော့ကတ်နိုင်ပါတယ်ဆိုပြီးတော့အတင်းပေးလိုက်တာကြီးရတော့မကြိုက်ဘူးဒါပေမဲ့ခြေစွမ်းရတော့မိုင်းနိုင်လိုက်မယ်လို့ကိုကပေးတယ်သိရမလားဒီဘုံဝင်တယောက်ရှိတာလို့ပြောတဲ့ထက်ကဒီဘုံဝင်ကဖန်တီးသွားသေးတယ်သိရမလားဒီဘုံဝင်တကောင်ကိုမနိုင်လိုက်ဘူးပေါ့ဒီအတင်းကဒီဘုံဝင်တယောက်ကိုမိုင်းယူလည်းမနိုင်လိုက်ဘူးဟောထားပါကျွန်တော်အတွေးထဲမှာကျွန်တော်ကချက်စီးနဲ့မိုင်းနဲ့တင်းပေးအောင်လိမ့်မယ်ထင်တာအဲဒါကြောင့်မလို့ကျွန်တော်ချက်စီးကိုမယုံတာချက်စီးကိုမယုံလို့ကျွန်တော်ချက်စီးကိုကန်းထုတ်ပြီးတော့မိုင်းယူကိုပေးတာဒါပေမဲ့ချက်စီးပဲရိုက်ချပလိုက်တာအတောင်အကုန်လုံးကိုရိုက်ချပလိုက်တာတော်တော်ကျွတ်စိန်ပဲသိရမလားအဲ့တော့ဒီညတော့ဒီဟာဗိုင်မြူးနဲ့ပွဲလဲရှိတယ်ဆိုတော့ကျွန်တော်တို့ဒီမှာပြောမယ်အဲ့တော့ဘုံဆုံးပြောမယ်ပွဲကကျွန်တော်တို့နော်တန်ဖောတဲ့ပွဲဘိုင်ယန်ပွဲကတော့ကျွန်တော်နောက်ဆုံးမှာပြောမယ်ဘာကြောင့်လဲဆိုတော့ဘိုင်ယန်ပွဲကကျွန်တော်နည်းနည်းပြောစရာရှိလို့အဲ့တော့နော်တန်ဖောတဲ့နဲ့ကျွန်တော်တို့ဘိုဘိုင်ယန်တန်နဲ့တွေ့တယ်နော်တန်ဖောတဲ့က140စားပေးတယ်အဲ့တော့ဘိုဘိုင်ယန်တန်အနေနဲ့ကျွန်တော်အနေနဲ့ပြောရင်ဘိုဘိုင်ယန်တန်ကငကိုကကျွန်တော်တို့ခြေစွမ်းပြန်ကောင်းလာတဲ့အသင်းခြေစွမ်းပြန်ကောင်းလာမယ်နောက်ဆုံးပွဲစဉ်တွေမှာကျွန်တော်တို့ချက်စီးတို့ကျွန်တော်တို့ဒီဘုံမောက်စ်တို့ကျွန်တော်တို့ဒီမန်ချက်စတာစီးတီးတို့ကိုရှုံးပြီးတော့သူ့ရဲ့ဌာနီမွေးရမည်ဖြစ်တဲ့နေရာကိုပြန်ရောက်သွားတယ်လက်ရှိရှောင်းထားရဲ့အသင်းကသူ့ရဲ့အိမ်ကွင်းမှာတော်တော်လေးပုံစံကောင်းတယ်ဒါပေမဲ့အဝေးကွင်းတော့တော်တော်လေးညံ့တဲ့အထက်မှာကျွန်တော်အမြင်ရနော်တန်ဖောရက်ကိုကျွန်တော်ကမြင်မိတယ်နော်တန်ဖောရက်ဒီအိမ်ကွင်းကောင်းတယ်အဝေးကွင်းညံ့တယ်အိမ်ကွင်းမှာဆိုရင်ကျွန်တော်မိုင်စီးတီတို့ခက်ခက်ခဲခဲတလုံးနဲ့နိုင်ယူရတယ်အာဆင်နယ်ကိုတီခတ်တယ်ကျွန်တော်တို့အိမ်ကွင်းမှာဆိုရင်သူ့ရဲ့ဖောင်ကတော်တော်လေးကောင်းတယ်အဝေးကွင်းနဲ့အိမ်ကွင်းဖောင်ကနော်တန်ဖောရက်ကတော်တော်လေးကွာတယ်လက်ရှိအိုဘန်တန်ကကျွန်တော်ကပြီးသွားပြီလို့ပဲကျွန်တော်အထင်ရပြောတယ်ကျွန်တော်အမြင်ရပြောရင်မယုံနိုင်တော့ဘူးလို့ပဲရှင်းတယ်ဘာကြောင့်လဲ10မှတ်နဲ့ तू ကအောက်ဆုံးကအဆင့်10မှတ်ပဲရှိတာ तू ဒုတိယနဲ့တောင်မှ10မှတ်လောက်ပြတ်နေတယ်15မှတ်ဖြစ်နေတယ်ဒုတိယနဲ့တောင်မှတော်တော်လေးပြတ်နေတဲ့အနေထားမှာမလွယ်တော့ဘူးလို့ပဲကျွန်တော်အနေနဲ့မြင်တယ်ဒါအပေါ်3သင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီတူတက်စင်းဆောင်ကဝက်ဆန်24မှတ်နဲ့ဆိုရင်16မှတ်တောင်ပြတ်နေတယ်ဗျာဆိုလိုချင်တာက16မှတ်တောင်ပြတ်နေတဲ့ဟိုဘန်တန်အနေနဲ့ကတော့မဖြစ်နိုင်တော့ဘူးလို့ပဲကျွန်တော်အမြင်နဲ့တွေးတယ်နော်တန်ဖော်ရက်ကအိမ်ကွင်းဝိတ်နဲ့ဒီပွဲမှာမဖြစ်မနေရုံးလိုက်မယ်လို့ကျွန်တော်ကမြင်တာအဲအကြောင်းမလို့နော်တန်ဖော်ရက်အသင်းကြိုက်တယ်အဲ့တော့နောက်တော့ဘွေကဘာတော့ဆိုတော့အက်စတွန်ဗီလာနဲ့ဘရိုက်တန်နဲ့တွေ့တယ်အက်စတွန်ဗီလာလည်းပဲ85ရှုံးပေးတယ်ကျွန်တော်တို့ဂိုးပေါင်းကြီးက3လုံးကိုပြ30စားလားမသိဘူးပေးတယ်အေဗီလာကဗီလာပတ်မှာတော်တော်လေးခြေစွမ်းကောင်းတဲ့အသင်းလို့ကျွန်တော်တို့ရေဘူးကအားဖြင့်ပြောလို့ရတယ်ဒါပေမဲ့အက်စတွန်ဗီလာရဲ့အာနေချက်ကဘာဖြစ်သွားလဲဆိုတော့အက်စတွန်ဗီလာကအောက်ဆုံးတစ်ပွဲစတိုက်တစ်ပွဲရှုံးတစ်ပွဲတီကြတယ်ဗရန်ဖူးနဲ့ပွဲမှာဆိုရင်သူ့အနေနဲ့တယောက်ရောနဲ့တောင်မှအစောကြီးတယောက်ရောနဲ့တောင်မှသူ့အနေနဲ့နိုင်မသွားဘူးအဲ့တော့နောက်တစ်ခုကပြီးခဲ့တဲ့ပွဲမှာလည်းအက်စတွန်ဗီလာကဒီချန်နီကိုဒါဘုံပေါင်းနဲ့လားမသိဘူးကျွန်တော်တို့ဒီချန်နီကိုအများကြီးပေးရတယ်တော်တော်လေးကိုစုပ်ပြတ်သွားတယ်ပေါ့သူ့ရဲ့ခြေစွမ်းကရှင်းရှင်းပြောရင်အက်စတွန်ဗီလာအနေနဲ့မနစ်ကနော်တန်ဖော်တဲ့လူပုံစံမျိုးပဲတဖြည်းဖြည်းနဲ့ကြလာတယ်ပြီးခဲ့တဲ့ပွဲဗရန်ဖူးနဲ့ကျွန်တော်တို့ဗရန်ဖူးနဲ့ပြီးတော့ဘုံပေါင်းနဲ့လည်းချုံတယ်အဲ့တော့ဘုံပေါင်းနဲ့လည်းတည်ကြတယ်တဖြည်းဖြည်းနဲ့သူ့ရဲ့ခြေစွမ်းကတာဝန်ခံနှိရောက်ရင်ကျွန်တော်တို့အသင်းလေးတွေရဲ့ထုံးစံအတိုင်းရိုင်းလာတယ်ရှင်းရှင်းပြောရင်မနစ်ကနော်တန်ဖော်တဲ့ဆိုတဲ့တောက်လျှောက်ကောင်းပြီးနောက်ဆုံးပွဲစဉ်တွေမှာအဲ့လိုနောက်ဆုံး50ပွဲလောက်အကြံမှာဖောက်သွားတဲ့အချိန်မှာတိုင်ပတ်သွားတာအဲ့တော့ဒီနေ့လဲကျွန်တော်အမြင်ရပြောရင်အဲ့လိုပဲတဖြည်းဖြည်းနဲ့အက်စတွန်ဗီလာလဲအကြအပိုင်းကိုရောက်လာပြီလို့ကျွန်တော်အနေနဲ့မြင်တယ်ဗီလာဘတ်မှာတော့ကျွန်တော်အရန်ကြီးတော့မပြောဘူးဗီလာဘတ်တီကျွန်တော်တို့အင်မတန်ကိုကောင်းတဲ့အသင်းပါဒါပေမဲ့ကျွန်တော်ကဘာဝစဉ်းစားလဲဆိုတော့ဂိုးပေါင်းကြီးကိုကျွန်တော်သွားစဉ်းစားတယ်ဂိုးပေါင်းကြီးက3လုံးကိုပြ30ဖြစ်တယ်အက်စတွန်ဗီလာဒီဘယ်တော့မှဂိုးများလေးများထားရှိတဲ့အသင်းမဟုတ်ဘူးကျွန်တော်တို့အနေနဲ့အလွန်ဆုံးရှုံးတောင်မှကျွန်တော်ပါစင်တဲ့တယောက်တည်းအမြင်ဆိုရင်ကျွန်တော်တို့ပြ30ဟိုဘက်မရှုံးနိုင်ဘူးကျွန်တော်အမြင်ဆိုရင်အလွန်ဆုံးသွားရင်တောင်မှအက်စတွန်ဗီလာနဲ့ကျွန်တော်တို့ဘရိုက်တန်နဲ့ပွဲကအလွန်ဆုံးတောင်မှ3ခုလောက်ပဲသွားမှာကျွန်တော်အမြင်သွားတယ်4ခုကတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးကျွန်တော်တယောက်တည်းအမြင်ဆိုရင်ကျွန်တော်ကအဲ့အကြောင်းမလို့နည်းနည်းလေးတော့ risk များတယ်ဒါပေမဲ့ကျွန်တော်တယောက်တည်းအမြင်ဆိုရင်ကျွန်တော်ကဂိုးအောက်ကြိုက်တယ်အက်စတွန်ဗီလာပွဲကိုကျွန်တော်အနေနဲ့ဂိုးအောက်ကြိုက်တယ်ပေါ့
ဒါကျွန်တော်တယောက်တည်းအမြင်ကြောင့်လည်းဖြစ်ပါလိမ့်မယ်အဲ့တော့တရားတပွဲအဲ့တော့နောက်တစ်ပွဲကဘာတုံးဆိုတော့နောက်ဆုံးပွဲကဘာတုံးဆိုတော့ကျွန်တော်တို့ဘိုင်ယန်မြူနစ်ပွဲကျွန်တော်တို့ဘိုင်ယန်မြူနစ်အနေနဲ့ကြီးကအရန်ပြင်းတယ်လေးလုံးကိုပြ35ပြရှုံးဖြစ်နေတယ်ကိုပေါင်းကြီးကအဲ့တော့ကျွန်တော် license နဲ့ကတော့ဒီယာဒီမှာသူကအပြင်းအထန်ကျွန်တော်တို့ဘွတ်ထားတဲ့အသင်းမှာတကြောကစစ်စီတကြောက5-1ကူဟာကတော့ကျွန်တော်တို့ဒီဂျာမန်ဒါပိုကယ်ဖလားမှာတွေ့တယ်အဲ့တော့ဂျာမန်ပိုကယ်ကမှာရှိတယ်ဘော်ဒီကြီးကကျွန်တော်နှလုံးကို30ဇာလားမသိဘူးအဲ့တော့ကိုပေါင်းကြီးကလေးလုံးကို35ပြရှုံးထိကျွန်တော်တို့ပေါက်လာတယ်ကျွန်တော်တို့တွေးစရာရှိတာကဘိုင်ယန်ကတပွဲဆက်ပေါ်သွားပြီအဲ့လိုနှစ်ပွဲလောက်ဟိုဂိုးပေါ်သွားပြီဆိုရင်ဘိုင်ယန်ကဆက်ပေါ်တာပဲများတယ်ရှင်းရှင်းပြောရင်ကျွန်တော်တယောက်တည်းအမြင်ရဆိုရင်ဘိုင်ယန်ကတပွဲဂိုးပေါ်ရင်9ပွဲ6ပွဲလောက်ဆက်ပေါ်တယ်အဲ့ဟာပြီးရင် तू ကပြန်ကြတယ်ရှင်းပြောရင်ဟိုတပွဲလောက်ပေါ်ပြီးသွားရင် तू က9ပွဲ6ပွဲ9ပွဲလောက်ဆက်ပေါ်မယ်အဲ့ဟာပြီးရင်တပွဲ2ပွဲလောက်ပြန်ကြတယ်ဒီဟာဒီသူ့ရဲ့သွားနေတယ်ဖလိုးပေါ့အဲ့တော့ဂူလက်ရှိလဲကျွန်တော်အမြင်ရပြောရင်ဟိုဂူလက်ရှိလဲကျွန်တော်တို့3ပွဲဆက်သူဂိုးအောက်သွားတယ်ဘိုင်ယန်အနေနဲ့ဒါပေမဲ့ပြီးခဲ့တဲ့2ပွဲဘိုင်ယန်ကကျွန်တော်တို့ပြန်ပေါ်လာတယ်အဲ့တော့3ပွဲဆက်ဂိုးအောက်တယ်ဒါပေမဲ့ပြီးခဲ့တဲ့2ပွဲကျွန်တော်တို့ပြန်ပေါ်လာတယ်အဲ့တော့ဒီဖလိုးတိုင်သွားရင်ကျွန်တော်တို့ဒီပွဲကဘိုင်ယန်ကဂိုးဆက်ပေါ်မှာပဲဘော်ဒီကြီးကတိတ်ယုံလို့မရဘူးနှလုံး30သားကြီးကဘာကြောင့်ယုံလို့မရဆိုတော့ live set ကကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်တွေမှာကြည့်တယ်ဟို live set ဘိုင်ယန်မီနစ်နဲ့တွေ့တဲ့အချိန်မှာဒုက္ခပေးတယ်ဒါပေမဲ့ဘိုင်ယန်ကဂူသမားလေးပါလေးကောင်းနေလို့ဘိုင်ယန်ရဲ့အနောက်တန်းကကျွန်တော်တို့စိတ်ချလို့မရဘူးကျွန်တော်အမြဲတမ်းပြောသလိုပဲဟွန်ဖိုင်နဲ့တောင်မှဟွန်ဖိုင်ကတိုင်မန်နဲ့နှလုံးရှိတယ်ရှင်းရှင်းပြောရင်ဟွန်ဖိုင်နဲ့တောင်မှဟိုနောက်ပိုင်းဒါဂိုးတွေပြတ်သွားပြီမယ်ပထမကဟွန်ဖိုင်ကတိုင်မန်နဲ့လုံးနေတောင်နှလုံးလောက်ရှိတယ်အဲ့တော့ကျွန်တော်အမြင်ရပြောရင်ဘိုင်ယန်မြူနစ်ရဲ့အနောက်တန်းကကျွန်တော်တို့စိတ်ချလို့မရဘူးအဲ့တော့တရားတစ်ချက်ရှိပြီဟုတ်ပြီအဲ့တော့နောက်တဲ့ကျွန်တော်တို့ကတစ်ချက်တူးရတော့မယ်ဘာတစ်ချက်တူးရမှာလဲဆိုတော့လီလုံး35ပြရှုံးကိုကျွန်တော်တို့တူးရမှာကျွန်တော်မှတ်မိသလောက်ပေါ့ဘိုင်ယန်မြူနစ်ကနောက်ဆုံးပွဲစဉ်နေရောက်ရင်ကျွန်တော်တို့နောက်ပိုင်းဟိုအဲ့လီလုံး35ပြရှုံးနေလီလုံး9စားလီလုံး90ရှုံးနေဆိုရင်ကြီးမအောင်တော့ကျွန်တော်နောက်ဆုံးကျွန်တော်မှတ်မိသလောက်ကြားတဲ့ပွဲစဉ်နေဆိုရင်အဲ့လီလုံး35ပြရှုံးနေလီလုံး40ရှုံးနေပဲထင်တယ်ကျွန်တော်အမြင်တယောက်တည်းပြောတာဟိုကြီးအောင်ကောင်းအောင်လိမ့်မယ်ဒါပေမဲ့နည်းနည်းဘိုင်ယန်ကအရင်တော့လုံးမဟုတ်တော့သူလီလုံး30စားတွေဟိုလီလုံး35စားကြီးဆိုရင်ဘိုင်ယန်ကကြီးအောင်တဲ့အဆင့်အရင်တော့ဒါပေမဲ့လီလုံး35ပြရှုံးစင်ရင်ကျွန်တော်တို့ all in ဘာကြောင့်လဲဆိုတော့အဲ့လိုပွဲမျိုးဘိုင်ယန်ကြတာဒီအရန်ရှားတယ်အရင်တော့ဒါပြီးခဲ့တဲ့နှစ်ကဖလိုးတွေရောဒီနှစ်အစောပိုင်းဖလိုးတွေရောဒါပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာအဲ့လိုလီလုံး35ပြရှုံးနေဆိုရင်ဘိုင်ယန်ကြည့်ကြတည်ရမလားဒါဟိုနည်းနည်းလေးဘယ်လိုပြောမလို့စဉ်းစားစရာကောင်းတာပေါ့ကျွန်တော်တွေးတခေါ်ရဲမှာဆိုရင်ကျွန်တော်ဟိုနည်းနည်းလေးဟိုစဉ်းစားစရာကောင်းတဲ့အနေထားပေါ့အဲ့တော့ဒါပေမဲ့ဒီပွဲမှာကျွန်တော်အမြင်ရပြောရင်ဘိုင်ယန်ကဂိုးပေါ်တာ2ပွဲပဲရှိသေးတာကျွန်တော်ကြေးတိုင်းပဲစဉ်းစား2ပွဲတည်းပဲရှိသေးတာအနည်းဆုံး तू က9ပွဲ6ပွဲလောက်ဆက်ပေါ်တယ်အဲ့ဟာပြီးမှကျွန်တော်တို့ပြန်ကြတယ်ဆိုတဲ့သူ့ရဲ့ဖက်လို့ရှိတယ်အနည်းဆုံး तू 9ပွဲလောက်ပေါ်မယ်9ပွဲလောက်ပေါ်ပြီး2ပွဲ3ပွဲ2ပွဲသို့မဟုတ်1ပွဲ2ပွဲ3ပွဲဒီလောက်ပြန်ကြတယ်အဲ့ဟာပြီးရင်ပြန်ပေါ်တယ်ဆက်တိုက်ပေါ်တယ်ပြန်ကြတယ် तू အဲ့လိုဖလို့ကိုသွားတယ်လက်ရှိကြည့်ရတော့2ပွဲတည်းနဲ့တော့ဘိုင်ယန်ဂိုးပေါ်ကမရက်လောက်သေးဘူးလို့ပဲကျွန်တော်ကထင်တယ်ဆက်ပေါ်လိမ့်အောင်မယ်လို့ပဲကျွန်တော်အနေနဲ့တွေးတယ်ကျွန်တော်အမြင်ရပြောရင်ကျွန်တော်ကဘိုင်ယန်မြူနစ်ဂိုးပေါ်ကျွန်တော်အနေနဲ့ကြိုက်တယ်ပေါ့အဲ့တော့ဒါကတော့ဒီညကျွန်တော်သုံးသပ်ပြီးခဲ့တဲ့3ပွဲပေါ့အားလုံးပဲကျေးဇူးတင်ပါတယ်